နင်းပွင့် ရှင် နင်းဒီနေ့အိမ်သာဘယ်နှခါတက်ပြီးသွားပြီလဲ ဒါနဲ့မှနှစ်ခါ ပါတဲ့ချီကအမားလားအပြော့ကက်စီစီဒါမှမဟုတ်အလုံးလေး ကိုကြီးကလည်းနေခွန်းနေများလိုက်တာ ငါမေးတာပဲဖြစ် နှင်းပွေကစိတ်လည်းမဝင်စားဘူးခေါင်းနဲ့လည်းမထည့်ထားဘူး နင်းစိတ်ဝင်စား ရှင် ဟုတ်တယ်လူတစ်ယောက်ကကိုယ်ဖင်ရထွက်တဲ့ချီကိုကိုမစိတ်ဝင်စားရင်ဘယ်သူကစိတ်ဝင်စားမှာ ကိုကြီးကလည်း ကိုကြီးကလည်းမလုံးနဲ့ဖင်ရထွက်တဲ့ချီကကက်စီစီနဲ့ရေထဲကိုဆွတ်လို့ပြုတ်ကျသွားတာဒါမှမဟုတ်အတုံးလိုက်ပလုံလို့ပြုတ်ကျသွားတာ